ဒီဇင်ဘာလ3ရက်နေ့မှာအကြဘက်ကိုပြန်ပြီးတော့မှအားတာနေတဲ့ကမ္ဘာရွှေဈေးကတော့လက်ရှိမှာ4201ဈေးတန်းကိုရောက်နေတာပဲဖြစ်ပါတယ်ဆိုတော့ကမ္ဘာရွှေဈေးကရှေ့ဆက်ပြီးတော့မှဘယ်လိုဖြစ်လာနိုင်လဲဘယ်ဈေးတန်းတွေမှာရောင်းတင်ဝယ်တင်နေဆိုတာတွေကိုသိနိုင်ဖို့အတွက်ကျွန်တော်နဲ့အတူသုံးသပ်ကြည့်အောင်ပါဒီနေ့အတွက်ကျွန်တော်ကတော့စောင့်ကြည့်ဈေးတန်းအနေနဲ့ကတော့ကျွန်တော်ဒီ4189ဈေးတန်းကိုကျွန်တော်ကတော့စောင့်ကြည့်ဈေးတန်းအနေနဲ့သတ်မှတ်ခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဒီနေ့တနေ့တာအတွင်းမှာဆိုလို့ရှိရင်လည်းဒီ4189ဈေးတန်းအောက်မှာဈေးပိတ်နိုင်ခြင်းမရှိသေးတဲ့အတွက်ကြောင့်မို့4နာရီစာတိုင်းတာရဈေးပိတ်နိုင်ခြင်းမရှိသေးတဲ့အတွက်ကြောင့်မို့လို့ကမ္ဘာရွှေဈေးကအကြဘက်ကိုထပ်ပြီးတော့မှအားကောင်းဖို့အတွက်နည်းနည်းအဟန့်တားဖြစ်စေလိမ့်မယ်လို့ကျွန်တော်ကတော့သုံးသပ်တယ်ဒါကြောင့်မို့လို့ဒီ4189ဈေးတန်းကိုဒီနေ့မှာစောင့်ကြည့်မယ်ဒီ4189ဈေးတန်းအောက်ကိုသာဖောက်ကျခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကအကြဘက်ကိုအားကောင်းနိုင်ပါတယ်ကျွန်တော်တို့ဒီမှာ4140ဈေးတန်းနေနောက်ပြီးတော့4100ဈေးတန်းဝန်းကျင်နေအထိကိုဈေးကအကြဘက်ကိုအားကောင်းလာနိုင်ပါတယ်ဒီ4189ဈေးတန်းအောက်ကိုသာဖောက်မကျနိုင်သေးဘူးဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကအတက်ဖက်ကိုပြန်ပြီးတော့မှအားကောင်းလာနိုင်တယ်4280ဈေးတန်းဝန်းကျင်နေတီကိုပြန်ပြီးတော့မှတက်လာနိုင်တယ်ပေါ့ဒီ4189ဈေးတန်းအောက်ကိုသာဖောက်ကျခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကအတက်ဖက်ကိုအားကောင်းနိုင်တယ်ဒါကြောင့်မို့လို့ရေတော်ရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့ဒီနေ့မှာဒီ4189ဈေးတန်းကိုစောင့်ကြည့်ပြီးတော့မှဒီ4189ဈေးတန်းအောက်ကိုဖောက်ကျခဲ့ပြီးဖောက်ပိတ်နိုင်ခဲ့ပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ရေတို့အယောင်းအော်ဒါလိုက်ပြီးတော့မှကျွန်တော်တို့ဘယ်ဈေးတန်းတွေမှာအမြတ်ပိုင်းဖြတ်မလဲဆိုရင်တော့ဒီ4166ဈေးတန်းတွေနောက်ပြီးတော့ဒီမှာ4160ဈေးတန်းတွေ4140ဈေးတန်းတွေဒီဈေးတန်းဝန်းကျင်တွေမှာမိတ်ဆွေတို့တွေနဲ့တေချာတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီနေ့အတိုင်းတာရလဲဒါ4189ဈေးတန်းအောက်ကိုဖောက်မကျနိုင်သေးဘူးဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဒီဈေးတန်းဝန်းကျင်မှာအဝယ်အော်ဒါပြန်ပြီးတော့မှလိုက်နိုင်တယ်ဘယ်ဈေးကနေမှအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ4218ဈေးတန်းနေနောက်ပြီးတော့ကျွန်တော်တို့ဒီ4230ဈေးတန်းနေဒီဈေးတန်းဝန်းကျင်တွေမှာမိတ်ဆွေတွေအနေနဲ့တေချာတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်။ဒါကြောင့်မို့ဒီနေ့အတွက်4189ဈေးတန်းကိုစောင့်ကြည့်ပြီးတော့မှဒီဈေးတန်းအောက်ကိုဖောက်ကျလာခဲ့ပြီးဖောက်ပိတ်နိုင်ခဲ့ပြီဆိုလို့ရှိရင်တော့မိတ်ဆွေတွေအနေနဲ့ဒါအယောင်းအော်ဒါလိုက်ပြီးတော့မှဒီဈေးတန်းအောက်ကိုဖောက်မကျနိုင်သေးဘူးဈေးပြန်ကန်တက်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒါမိတ်ဆွေတွေအနေနဲ့ရေတို့အဝယ်အော်ဒါလိုက်နိုင်ပါတယ်။ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့ technical နည်းရကမ္ဘာရွှေဈေးသုံးသက်ချက်တွေပဲဖြစ်ပါတယ်ဒီနေ့ည9နာရီနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမ္ဘာရွှေအပေါ်ပေါ်မှာအလှုပ်ခတ်ဖြစ်စေနိုင်တဲ့ fundamental data တွေထွက်ဖို့ရှိတဲ့အတွက်ကြောင့်မလို့ညပိုင်းချိန်တွေမှာအယောင်းဝယ်လုပ်မယ်ဆိုလို့ရှိရင်တော့ TPS မဖြစ်မနေထားဖို့အတွက်အကြံပေးခြင်းနဲ့အယောင်းဝယ်တွေကို view site ဖို့အတွက်အကြံပေးခြင်းပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီသုံးသက်ချက်ဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတို့တွေမှာကျွန်တော်တို့ကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေတွေပါတယ်အကောင့်ဖွင့်ပြီးတော့မှအယောင်းဝယ်လုပ်ခြင်းတဲ့မိတ်ဆွေတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Viber Telegram မှာလာရောက်ပြီးတော့မှအသေးစိတ်စုံစမ်းနိုင်တယ်သင်တန်းတက်ခြင်းတဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့သင်တန်းလေးကို2မျိုးခွဲထားတယ် Zoom class ကတော့ကျွန်တော်တို့သင်တန်းကြီး3သိန်းသတ်မှတ်ထားပြီးတော့မှ Video class ကတော့ကျွန်တော်တို့သင်တန်းကြီး9000ကျပ်ပဲသတ်မှတ်ထားပါတယ်ဒါကြောင့်မလို့သင်တန်းတက်ပြီးတော့မှလေ့လာခြင်းတဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ဒီ Viber Telegram မှာသင်တန်းလာရောက်ပြီးတော့မှအနှံ့နိုင်ပါတယ်ခင်ဗျာ